အားလုံးပဲမင်္ဂလာပါအလေးချိန်က6တန်တောင်ရှိပြီးကား3စီးထက်တောင်ပိုလေးပါတယ်ဒါပေမဲ့သူကဘာအတန်မှမထွက်ပါဘူးခြေထောက်တစ်ဖက်စီရဲ့အောက်မှာအစီနဲ့ကောလာဂျင်တွေနဲ့ဖွဲ့စည်းထားတဲ့9စင်တီမီတာအထူရှိတဲ့အောက်ခံအသားအီလေးတစ်ခုရှိနေပါတယ်ဒီစင်ကြီးကခြေလန်းလှမ်းလိုက်တဲ့အခါမှာအဲ့ဒီအသားအီလေးကဖိသိပ်သွားပါတယ်ခန္ဓာကိုယ်အလေးချိန်ကအသားပြားပေါ်မှာပြန့်နှံ့သွားပြီးတုံခါမှုတွေကိုလည်းစုပ်ယူလိုက်ပါတယ်ဘာတိုက်ခိုက်တန်မှမရှိဘူးဘာအကွဲတန်မှမရှိဘူးမိုးကြိုးပြစ်တယ်လို့ဟိန်းထွက်လာတဲ့အတန်မျိုးလည်းမရှိပါဘူးချင်းသေးတွေကအတန်ကိုနားထောင်ပြီးအမဲလိုက်ကြတယ်ဟာယီနာတွေကခြေရာကိုကြည့်ပြီးလိုက်ကြတယ်ဒါပေမဲ့6တန်လောက်ရှိတဲ့ဒီတတော်ကြီးကသူတို့ဘေးကနေဖျက်လျှောက်သွားခဲ့ပါတယ်သူတို့ဘာမှမကြားလိုက်ရပါဘူးဒါကတိတ်တိတ်လေးချောင်းမြောင်းနေတာမျိုးမဟုတ်ပဲအသက်ရှင်တန်နိုင်ဖို့အတွက်စူးစမ်းနေတာပါစင်ပေါက်လေးတွေကအသားစားတတော်တွေထက်မြန်မြန်မပြေးနိုင်ကြဘူးလေဒါကြောင့်စင်အုပ်ကြီးကတိတ်တိတ်ဆိတ်ဆိတ်ပဲရွေ့လျားကြပါတယ်စင်အုပ်ခေါင်းဆောင်စင်မကြီးကညဘက်မှာမျက်ရှည်တော်ကြီးတွေထဲကနေသူတို့ကိုဥဆောင်ခေါ်သွားပါတယ်ပြီးတော့ကျွန်တော်တို့မသိသေးတဲ့အချက်တစ်ချက်ရှိပါသေးတယ်အဲ့ဒီအသားအီးလေးကအတန်တိတ်ဖို့အတွက်တည်းမဟုတ်ပါဘူးဒါကအာယုံခံကရိယာတစ်ခုလိုပါပဲအစီပြင်ထဲမှာပါစီနီယန်ကော်ပါဆယ်စ်လို့ခေါ်တဲ့အာယုံကျော်အစွန်ပေါင်းထောင်ချီပြီးမြုပ်နှံထားပါတယ်တခြားစင်တစ်ကောင်ကကီလိုမီတာ10လောက်အကွာကနေဟိန်းတန်ပေးလိုက်တဲ့အခါအဲ့ဒီအတန်ကလေထဲကနေပဲလာတာမဟုတ်ပဲမြေပြင်ကနေတဆင်ဖြတ်တန်းလာတာပါအဲ့ဒါတွေကငလျင်လှိုင်းတွေလိုမျိုး Rayleigh waves ရေလီလှိုင်းတွေဖြစ်ပါတယ်တွန်ခါမှုတွေကခြေပွားအသားအီးကိုလာရိုက်ခတ်တဲ့အခါအာယုံကျော်လေးတွေကအဲ့ဒါကိုသိရှိသွားကြပါတယ်ဒီစင်ကြီးကဘယ်အရက်ကလာလဲဘလောက်ဝေးလဲဘယ်သူလဲဆိုတာကိုပါသိသွားပါတယ်အတန်မထွက်တဲ့ခြေထောက်ကတကယ်တော့နားထောင်ပေးနေတဲ့ခြေထောက်ပဲဖြစ်ပါတယ်ကျွန်တော်တို့မကြားနိုင်တဲ့အတန်တွေနဲ့စင်အုပ်ကြီးကမြေအောက်ကွန်ရက်တစ်ခုကနေဆက်သွယ်နေကြတာပါ6တန်လောက်လေးတဲ့အကောင်ကြီးကခြေပြားထောက်ရှောက်နေရင်းနဲ့တိတ်ဆိတ်မှုတွေကနေတဆင့်နားထောင်နေပါတယ်တဘာဝတရားကဖုံးကွယ်ထားတာတွေကိုကျွန်တော်တို့ကဖော်ထုတ်ပြသလိုက်ပါတယ်